တရားကြီးဟာအလဲတက်တက်ကနေရုတ်တရက်နှစ်ချမ်းကွဲသွားပြီးဘေးတစ်ဖက်တစ်ချက်စီကိုအပေါ်ဘက်စီအမြန်ဆုံးထောင်တက်သွားပါတယ်။ထိန်ချုံမရတော့တဲ့ဆိုင်ကယ်ဟာနောက်ပြန်လျှော့ကျသွားပြီးအောက်ကနေစောင့်နေတဲ့ရဲတွေရဲ့လက်ထဲကိုကြားတော့မဲ့ဆဲဆဲမှာပဲထိုလူဟာဘရိတ်ကိုအတင်းညှစ်လီပါကိုဆွဲလိမ်လိုက်ပါတယ်။တာယာနဲ့မြေကြီးပုတ်တိုက်မိရာကနေထွက်ပေါ်လာတဲ့မီးခိုးတွေဟာလေထုထဲမှာတခဏချင်းပိတ်မိသွားခဲ့တယ်။အဲ့ဒီနောက်မှာတော့သူဟာဘရိတ်ကိုလွှတ်လိုက်တဲ့အခါဆိုင်ကယ်ဟာအပေါ်ကိုဝူးကနေထိုးတက်သွားပါတော့တယ်။ရဲတွေသတိမထားမိခင်မှာပဲသူဟာကျိုးနေတဲ့တရားပေါ်ကနေအရှိန်နဲ့ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့တရားနှစ်ဆက်ကြားကဟာကွက်ကအရန်ကျဲလွန်းတာကြောင့်ဆိုင်ကယ်ဟာအောက်ဘက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဒါတော့မှအဲ့ဒီလူကလုံးဝထိတ်လန့်သွားခြင်းမရှိပါဘူး။အကြောင်းကတော့ဒီဆိုင်ကယ်ဟာထူးထူးခြားခြားပြုပြင်မွမ်းမံထားတာကြောင့်ပါ။မျက်စိတမိတ်တွင်းမှာပဲဆိုင်ကယ်ဟာရေပေါ်ဆိုင်ကယ်အဖြစ်ပြောင်းလဲသွားပြီးမြစ်ထဲကိုညှိညောင်းစွာဆင်းသက်သွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့ရဲဟာချက်ချင်းဒေါသထွက်သွားပြီးစပီးဘုတ်တစ်စီးနဲ့အမြန်လိုက်ပါတော့တယ်။ဒါအပြင်သူ့တပည့်တွေကိုလည်းရှေ့ကနေပိတ်ဆို့ဆောင်ကြိုဖို့အမိန့်ပေးလိုက်ပါတယ်။အခြေအနေမဟန်တော့တာကိုမြင်တဲ့အခါထိုလူဟာဝိုင်းရံပိတ်ဆို့မှုကနေလွတ်မြောက်ဖို့လမ်းကြောင်းကိုချက်ချင်းပြောင်းလိုက်ပါတယ်။ဒါပေမဲ့နောက်ဘက်မှာလည်းရဟတ်ရင်တစ်စီးရောက်ရှိလာပါပြီ။ရဲတွေကသူပြေးစရာလမ်းမရှိတော့ဘူးလို့ထင်နေကြတဲ့အချိန်မှာပဲထိုလူဟာရေအောက်ထဲကိုတက်တက်မတ်မတ်မောင်းဝင်သွားပြီးလူအားလုံးရဲ့မြင်ကွင်းထဲကနေပျောက်ကွယ်သွားပါတော့တယ်